မယ်မိမဆိုရှော့နင်ဒီနေ့ကစားပြီးငါသားနဲ့လုံးဝပတ်သက်ကြမလို့ အနီတမီးတို့ချွတ်ချွတ်မခွဲပါနဲ့ ငါသားကိုနင်ကြိုက်တာဝင်မလို့မလားဘာလဲငါခုနေ့ကိုပေးလိုက်တဲ့ပတ်စံနဲနေသေးလို့ရှော့ဒီမှာတိုင်းတယ်ဒီနေ့ကစားပြီးငါသားနဲ့လုံးဝပတ်သက်ကြမလို့တော့ဒီပတ်စံယူပြီးနင်ထွက်သွားတော့ ကိုရပြောပါအောင်အနီတမီးတို့ချွတ်ချွတ်မခွဲပါနဲ့နော် နင်လူစကားနားမလဲဘူးလားညငါဒီပတ်စံယူပြီးတော့ထွက်သွားလို့ပြောနေရလေဒီနေ့ငါသားနဲ့တူလို့လားတန်လို့လားတာဘယ်လိုမိန်းကလေးမျိုးအိမ်ပေါ်ခေါ်တင်လာလဲဒီလိုမျိုးလျှက်ပေါ်လော်လီဖိမပိုင်ဦးတမဝစ်စားတဲ့မိန်းကလေးမျိုးအမေလုံးဝသဘောမတူနိုင်ဘူးတာသမီးရဲ့ဒီပုံစံဒီလိုဇိုင်းနဲ့ဆိုရင်တော့အန်တီကတော့ no ပါသမီးရဲ့ ပြောကြမလဲကိုရှင်ကတော့ကိုလည်းမခွဲပေးနိုင်ဘူးနော်လုံးဝလမ်းမခွဲပေးနိုင်ဘူးအဲ့တော့လေရှင်ကကိုအမေတဘောကြောင့်ဘယ်များလုပ်ရမလဲရှင်ကငငယ်ကလေးကတူပုံစံနဲ့ဝင်နေကြဆိုတော့ဒါမဲ့ကိုအမေဒါသဘောတူမယ်ဆိုလို့ရှိရင်တော့ရှင်ပြောင်းလဲပေးနိုင်ပါလေ ဒါဆိုကိုကမှချန်လို့ရှိရဲမေဝင်နေကြ time lapse ဆိုတဲ့ site တစ်ဆိုင်ရှိရဲအဲ့ဆိုင်မှာမမေကြိုက်တဲ့ရုံးလုံးဝတ်လို့ရတယ်လုံးလုံးကျုံဒီဇိုင်းလေးရှိရဲမမေကအဲ့ဆိုင်အင်ကြီးလေးဆိုရုံးသဘောကျပါလား ဟုတ်လားအဲ့ဆိုရှင်တို့သွားကြည့်ကြမယ်နော် ဟုတ်မင်္ဂလာပါမရှိဟုတ်ကဲ့ရှင်ဟုတ်ဒီနေ့9ရက်နေ့ကနေစပြီးတော့6ရက်9ရက်အခုရောက်နေတဲ့ Land Center မြင်းကြီးတက်မှာရှိတဲ့ Time Lapse Showroom နဲ့ Paketa Capital Level 2မှာရှိတဲ့ Time Lapse Showroom နှစ်ဆိုင်လုံးမှာတစ်ဆိုင်လုံးကြိုက်တာကို3900က promotion ရှိပါတယ်ရှင် 3900 ဟုတ်တစ်ဆိုင်လုံးကြိုက်တာကို3900လေဟုတ်တယ်ရှင် ဟုတ်လားဆိုင်ကအခုရောက်နေတဲ့လဲနဲ့ အခုရောက်နေတဲ့ Land Center မြင်းကြီးတက်မှာရှိတဲ့ Time Lapse Showroom နဲ့ Paketa Capital Level 2မှာရှိတဲ့ Time Lapse Showroom နှစ်ဆိုင်ထဲမှာပဲ promotion ရတာရှင် အတော်ပဲလေတခါကြည့်ပါလိုက်မယ်ဟုတ်ကဲ့လိုက်မယ်နော် စိတ်ထက်ကြည့်လို့ရပါရှင် ဟုတ်ကဲ့ဒါလေးစီကိုအမေကြိုက်လောက်တယ်နော်ဒီမှာလေအရှိလေးဆိုတာလေအရန်လည်းမတူဘူးကိုအမေကအရှိလေးဝတ်တာသဘောကျတယ်တူပဲဒါလေးဆိုလို့ရှိရင်အဆင်ကြီးမဖြစ်နဲ့နော်ဒါလေးကဆိုင်မရောင်းစင်းက1000ခွဲနော် ဟုတ်တယ်ရှင်ဆိုင်မရောင်းစလေးက1000ခွဲဟို9ရက်6ရက်9ရက်အတွင်းလာမယ်ဆိုလို့ရှိရင်3900နဲ့ရမှာ ဟုတ်လားဒီနေ့လာလိုက်တာအတော်ဖြစ်သွားတယ်ကို3900နဲ့ရမှာဆိုရင်တက်တော့ကြည့်ထပ်ကြည့်လိုက်အောင်နော်ဟိုဒါလေးရောဒါလေးချစ်စရာလေးကြည့်အောင်ရှင်ကဒါမျိုးလေးမွေးဘူးဒါမဲ့လေကိုအမေကြိုက်မယ်ဆိုလို့ရှိရင်တော့ဝေးကြည့်လိုက်မယ်လीနော်ချစ်ချစ်စရာလေးဟုတ်တယ်ဈေးနှုန်းလေးကတောင်းတဲ့ဟောင်းနဲ့ဒါမဲ့3900နဲ့ရမယ် 3900နဲ့ရမှာရှင် 900 600 900ဆိုကို300တောင်မှယူလို့လာဝယ်လို့ရတယ်လေဒါလေးရောဒါလေးချစ်စရာလေးဒီမှာကြည့်အောင်ကိုရီးယား brand လေးတော့နောက်မှကျိုးစလေးလဲပါပြီးသား ဟုတ်အဲ့ချက်လေးလဲ3900ပဲเนาะမှာရှင် ကိုကိုမေကြက်လောက်တယ်ထင်တယ်နော် ဒါလေးဆိုအရှိကြီးဆိုတော့မမေကြိုက်တော့တယ် အေးနော်3900ဆိုတာတော့ဒီတိုင်းမယ် ဟုတ်ကဲ့ဟုတ်ပြီးတော့လေမှာ3900ထဲမှာကခေါင်းမွန်လေးမမဟုတ်ဘဲနဲ့အင်ကြီး blouse တွေstyle band တွေ jeans skirt တွေပေါ့เนาะ jean pant တွေပဲပါတယ်ရှင် တစ်ဆိုင်လုံးပေါ့ ဟုတ်တစ်ဆိုင်လုံး အဲ့ဆိုဂျင်းလေးတွေတော့ကြည့်လိုက်မယ်အရှိကလေးတွေကလीနော်ဂျင်းတွေက3900နဲ့ရမှာဆိုအရန်နေတာပဲယူတော့အပြင်မှာဝယ်နေတော့အနည်းဆုံး6000တောင်ပေးရတယ်လी3900ဆိုဟာလေဒီဂျင်းတွေကအကုန်လုံး3900ပေါ့ဘာ ဟုတ်တယ်ရှင်3900ပဲရှင် ကိုမစိုးဘူးလေမိုက်တယ်အရှိဆိုရင်ပြီးရောလေအမေကြိုက်တယ်ဆိုတာလေကိုမေကြိုက်အောင်ဒါလေးယူလိုက်မယ်နော်ဒီမှာကျုံကတင်လေးအရင်ကောင်းတယ်ကြိုက်တာပေါ့ကိုရဲ့ကိုမေကြိုက်ရင်တော့ယူအောင်ဘာလို့ဆိုပြောင်းလဲပေးမယ်ဒါဆိုလို့ရှိရင်ကိုကတင်လေးအရင်ကောင်းတယ်ချစ်စရာလေးဒီကောင်လေးရောဒါလေးယူလိုက်မယ်ချစ်စရာလေးယူလိုက်မယ်နော်3900နဲ့ဆိုကိုဒါလေးရောဟာလေးအရှိဒီဇိုင်းလေးအရင်လာတယ်ဟုတ်ပါ3900မှာဒီလိုဒီဇိုင်းပါတယ်ဆိုညီမလေးပွဲချက်တွေရော3900ပေါ့နော် ဟုတ်တယ်ရှင်ပွဲတဲ့ဒီဇိုင်းတွေနဲ့ပါတယ်เนาะညီမတို့အဓိက Vietnam made တွေကိုအဓိကရှောင်းပေးတာပေါ့เนาะ ဟာလားဟုတ်ဆို900 600 900ဆိုကျင်းနေဟိုတော့နဲ့လာအောင်မယ်လေ တာကီတာ capital ကိုလည်းလာလို့ရတယ်เนาะ မောင်ကြကိုတားကြည့်တော့မယ်ကိုဒါလေးရောဒါလေးချစ်စရာလေးလေးချစ်အောင်မေးချက်ရတယ်နော်ဟုတ်တယ်ဒါလေးကဈေးနှုန်းလေးက18000အောင်မှ3900နဲ့ရမယ်ထင်တယ် ဟုတ် နော် တယ်ရှင်3900ကို ဆိုကိုဒါလေးလေးဝှချလိုက်မယ်လေနော်စိတ်တော့ဘောကူကလိုက်မယ်နော်ရုံးထားအထက်ကများနေစစ်တော့ဝှချလိုက်အောင်ဝှချနော် ကိုရှက်ဆောင် โอเคโอเคဒီမှာချင်းဝှချဒါလေးစင်ဒီလိုက် ဒါလေးရမ်းလာတယ်ကျွန်တော် မဟုတ်ဘူးအမေသဘောကျတယ်နော်အဲ့ဒါရောက်တော့လေးကိုရတော့က promotion ရှိတော့ဆိုအမေတော့အခါရေဘောက အဲ့ဒါတကယ်ရှင်မလို့ယူလိုက် အန်နီဟောအန်နီတမီးရဲ့ဒီပုံစံနဲ့ဆိုအန်နီသဘောတူလာရင်ဟောနောက်ပြီးတော့လေအန်နီကလေထိုင်းလက်ကအင်ကြီးတက်တယ်လို့ကိုပြောလို့အဲ့ဒါလေဟိုထိုင်းလက်ကအင်ကြီးလေအန်နီတက်ဝဲလာပေးရပြီးတော့လေ तू ကလေ9ရက်6ရက်9ရက်လေထိုင်းလက်မှာလေဟိုဗာလေ3900 promotion ရှိရဲ့ ကိုရ promotion ဟုတ်တယ်အန်နီဟိုကလေ तू ကလေတာကီတာ capital level ဒီမှာရှိထိုင်းလက်ရှင်နဲ့လက်စနာမြေထဲမှာရှိထိုင်းလက်ရှင်ငါဆိုင်လုံးမှာရဲ့အန်နီဟာဒီအန်နီကဒါလက်ဆောင်ဝင်လာ ရပါတယ်သူမြင်ဟာဘာလို့အများကြီးဝယ်ခိုင်းတာတော့တော်ပြီထုတ်ပဲဟဲ့တော့က promotion ဘယ်နဲ့ အော်9ရက်6ရက်9ရက်အန်နီဒီနေ့ရေမနေ့ပြန်တပတ်ခါရဲ့ ဟဲ့လားငါ6ခွန်လားဟဲ့လားဆိုင်ပြောပါ အော်ဟိုတာကီတာ capital မှာလေ level 2မှာရှိထိုင်းလက်ရှင်နဲ့ဟိုလက်စနာမြေထဲမှာရှိထိုင်းလက်ရှင်ငါဆိုင်လုံးမှာ အေးအမေသွားမယ်လေ ဟာ